အားလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာအင်္ဂါနေ့မှာအင်္ဂါသားသမီးတွေမကြိုက်တဲ့အချက်၅ချက်ကိုကျွန်တော်ပြောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ရေဘူးအားဖြစ်တော့အင်္ဂါသားသမီးမှန်ဒီအချက်၅ချက်ကိုမကြိုက်နဲ့တတ်ပါဘူးတစ်ချက်သူတို့ကိုတေးသေးလေးပဲဖြစ်ဖြစ်ပေါ့နော်လိန်လေလှည့်ပြားတာကိုအင်္ဂါသားသမီးတွေကလုံးဝမကြိုက်ပါဘူးနှစ်ချက်အတင်းပြောတဲ့ကိစ္စတွေနော်သူတို့နောက်ကွယ်ကနေသူတို့အကြောင်းအတင်းပြောရင်သူများတွေလည်းမကြိုက်ဘူးနော်ဒါပေမဲ့အင်္ဂါသားသမီးတွေကပို့ပြီးတော့မကြိုက်ဘူးသုံးအချက်နှေးကွေးလေးလံခြင်းအင်္ဂါသားသမီးတွေကသူတို့နဲ့ပတ်သက်တဲ့လုပ်ငန်းလှုပ်ဆောင်ချက်တွေမှာလုပ်ငန်းဆောင်တာတွေမှာနှေးကွေးတဲ့သူတွေမပြတ်သားတဲ့သူတွေသိရမလားပြောရရင်ဗျာလောက်တာမပြီးတော့ဘူးပေါ့အဲ့လိုပေါ့နော်နှေးကွေးသမားတွေအလုပ်လုပ်တာမပြတ်တဲ့သူတွေကိုသူတို့မကြိုက်ဘူးသုံးချက်သူတို့ရဲ့အချိန်ကိုနော်သူတို့ရဲ့အချိန်ကိုဖြုံးတဲ့သူတွေနော်သူတို့ရဲ့အချိန်ကိုဘယ်လိုပြောမလဲပေါ့ဟိုပေါ့အလေးမထားတဲ့သူတွေနော်သူတို့ရဲ့အချိန်ကိုတန်မိုးမထားတဲ့သူတွေသူတို့မကြိုက်ဘူးငါးချက်အဲ့ဒါတော့အင်္ဂါတွေရဲ့အမုန်းဆုံးအချက်ပေါ့နော်အင်္ဂါသားသမီးမှန်ရင်ဒီချက်ကိုတော်တော်များများမုန်းကြတယ်စကားကိုဝိတ်ဝိုက်ပြီးတော့ပြောတာတိလားလူရင်းမပြောဘူးဗျာကြွေပတ်ဝိတ်ဝိုက်ပြီးပြောတာတဲ့မပြောအဲ့ဒါဆိုသူတို့ကမုန်းတယ်အင်္ဂါတွေကပွင့်လင်းတာကိုကြိုက်တယ်တဲ့ပြောတာကိုကြိုက်တယ်ဟိုလိုဒီလိုစကားကိုလှုပ်ပြောတာကိုသူတို့တအားမုန်းတယ်နော်အဲ့တော့အဲ့ဒီအချက်၅ချက်ကိုအင်္ဂါသားသမီးတွေနဲ့ပတ်သက်ပြီးတော့မပြုတ်မှုဆိုရင်တင်ကအင်္ဂါသားသမီးတွေနဲ့ကောင်းမွန်တဲ့မိတ်ဆွေအိမ်အောင်ဘက်ဒါမှမဟုတ်ချစ်သူဖြစ်ခွင့်ရှိပါပြီ။ Okay